ကိုဘာဖြစ်နေရလဲကိုမျက်နှာလည်းမကောင်းပါလား သူဘာဖြစ်ပါလဲ မရအောင်ကိုမျက်နှာတစ်ခုဖြစ်နေတယ်တဲ့ကိုပြော ဘာမှဖြစ်ပါဘူးတဲ့ဘာဖြစ် မရအောင်ကိုဖြစ်နေတယ်ပြော อ๋อကိုတဲ့ကိုလည်းစိတ်ဆင်းရဲမှကြောက်လို့လေတဲ့ကိုလည်းစိတ်မဆင်းရဲစီဘူးအဲ့တော့ကိုကအလုပ်လေးတစ်ခုရှာထားတယ်တဲ့နဲ့နေကြဖို့အတွက်အသေးပြီးပါရပတ်သက်ရှိတဲ့သူဆိုတော့လေကိုလည်းတော့သူ့ရဲ့မှာစိတ်တရားလေးစိတ်ပူတယ် ဟုတ်ပါပြီအဲ့ဆိုလို့ရှင်ကိုအလုပ်ကိုစူးစမ်းတဲနဲ့နီးဖို့အတွက်မြန်မြန်စူးစမ်းမှဖြစ်မှာလေကိုရဲ့ ကိုအဲ့လိုကြိုးစားနေတာကိုအတောင်ကိုပြောပြမယ်တဲ့နဲ့ကိုမဆွဲနိုင်ဘူးတဲ့ကိုထားကြမှာကြောက်တယ် အဲ့လိုထားခဲ့ရမှာလေကိုရဲ့ ဟောကိုတော့တနေ့လုံးမှတလေးစားအေးစင်းရဲ ဒါကြောင့်မို့ကိုအလုပ်ကိုမြန်မြန်စူးစမ်းအဲ့လိုအလုပ်စူးစမ်းမှတဲနဲ့နီးရမှာမဟုတ်လားအဲ့တဲစောင့်နေလေ ကိုကြိုးစားမယ်နော်တဲ့လေကိုပြင်အတားကြီးစားကိုတဲ့သားလိုက်တဲ့တဲ့မကြည့်အောင်နော် အော်မထားပါဘူးဆိုမှ အဂရိ ကတိအဲ့ဆိုရင်တဲပိုက်စားပြီ အဲ့ဒါကိုလိုက်ကြည့်မယ်နော်